စမယ်မြန်ညုံနယ်အတွင်းတိုက်ပွဲများဖြစ်ပွားနေစဉ်လေကြောင်းပြန်တက်မှုတစ်ခုပါရုတ်ချီတိုက်ခိုက်ခံရမှုအပြီးမကွေးတိုင်းဤစီရေးတင်းမှမှုအရှိန်သည်အေယာဝတီမြစ်ကမ်းတစ်ဘေးမြစ်ချေမြို့ငယ်လေးစီသို့တဖြည်းဖြည်းကူးဆက်ရှမ်းကြလာလေသည်မြစ်ချေမြို့ဤကောင်းကင်ရံတွင်တော့မိโกများဖုံဖုံများရန်ငွေများကမပြတ်ပြဲသည်ထို့စဉ်မြစ်ချေမြို့ဤအရေးပါလာသောခန်းစစ်ရဲစခန်းအနီးသို့အနီရောင်ဗတ်တစိတ်ကစစ်သားများတရိပ်ရိပ်တိုးတက်လာလေက၎င်းတို့ဟာတာလွန်အင်အားလူအင်အားအလုံးရင်းဖြင့်ဝိုင်းဝန်းပိတ်ဆို့ရန်ပြင်ဆင်လာကြသည့်ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသည့် PDF များမကြာမီမှာအဆိုပါရဲစခန်းတစ်ဝိုက်တနက်တန်များကြီးစံများဖြင့်မိဟိန်တော်မီကိုအားလုံးကသိနေကြလိမ့်မည်သို့တော့အဆိုပါခန်းစစ်ရဲစခန်းတွင်ရှိမြန်မာတပ်မတော်သားတွေဟာအခုလိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခံလာရတော့မယ့်အချိန်မှာကိုပင်လုံးဝမတုံ့လောက်သွားအားလုံးဟာတိုက်ရဲခတ်ရဲတဲ့ရဲစံတတိအပြစ်ရှိသည့်အပြင်စုံကန်းတိုင်တိုက်ပွဲဝင်ရင်တေရဲတဲ့တတိကလည်းတွေးကြောတဲ့အထိစီးစင်းနေလေတော့ဘာကူမကူမကြောက်ပြီးတော့ပြန်လဲခုခံတိုက်ခိုက်ရန်အတွက်ဘန်ကာများကရုတ်ကျင်းများတေချာစီမံထားသည့်အပြင်လက်နက်ခဲယမ်းမီးကြောက်များကလည်းအလုံလောက်အပြည့်ရှိနေသည့်အတွက်ဘာမှကူစိုးရင်စရာမလိုပြောရရင်တစ်ချက်ချင်းပြစ်မီလားဒရဆက်ချိန်မုံမီလားစစ်ရေးပြူဝါရစခန်းအတွင်းရှိအင်အားကစီချင်းထိုးရန်တာလွန်အဆင်သက်သို့တော့မိမိတို့ရင်ဆိုင်လာရတော့မီလက်နက်ကင်များမှာအခြားသူများမဟုတ်မိမိတို့ဤတွေးချင်းညီကိုများသာဖြစ်နေသည်ဟုသောအသည့်ကစိုးမိုးထားနေသည်ကတကြောင်တိုင်းပြည်တစ်ခုရဲ့စစ်တပ်စတန်ဒတ်အာမင်ကြီးဖြစ်နေသည်ကတကြောင်တစ်ဖက်ကအချင်းချင်းတိုက်လို့ခိုက်လို့စိတ်ပြင်းထန်နေတော်လေမိမိတို့တပ်မတော်သားများဤရင်ထဲတွင်မူလက်နက်ကင်ထားသောညာငင်းချမ်းရေးကိုသာအစဉ်တစိုက်ရှေ့ရှုလိုလားသောစိတ်သက်ကအစဉ်အမြဲကိန်းအောင်နေသည်ကတကြောင်ကြောင့်ကျေးရအတွင်ဝင်ရောက်မှွေနောက်စဉ်အလစ်တုပ်လာခဲ့သောပိဿဖြူကိုကိုင်းတုံးမှချီသဘောထားကြီးစွာဝှေ့ရန်ထောင်ပြလိုက်ရင်အညံ့ခံလိုက်ကြတော့တယ်ပြောရမယ်ဆိုရင်ကိုပြည်သူပြည်သားတိုင်းရင်းသားညီကိုအချင်းချင်းစစ်တွေကင်းကြတဲ့အခါအလျှော့ပေးတဲ့သူဟာကိုကသာဖြစ်ပါစေဆိုတဲ့မြစ်ချေမြို့ရဲစခန်းကတပ်မတော်သားတွေရဲ့လေးစားဖွယ်စိတ်သက်ကြောင့်ညီကိုအချင်းချင်းတွေးကြောင်းစီးမိဘေးက PDF တွေလက်တလုံးလိုလွတ်မြောက်သွားခဲ့ရသလိုတပ်မတော်သားများရဲ့ရင်တွင်ကိန်းအောင်နေတဲ့အနန္တဂယုနာလေးစားဖွယ်စိတ်သဘောထားကိုလည်း PDF တွေခင်ဗျာမျက်ရည်များစီးကြလျက်လက်ခနဲ့တွေးလိုက်ကြရတော့တယ်ပြီးတော့တပ်မတော်သားကြီးတယောက်က PDF တယောက်ရဲ့လက်ကိုစုပ်ကန်ရင်းပြောလိုက်သည့်စကားကကြည်စံအစားပန်းများပွင့်စေတို့ချစ်တဲ့မြန်မာပြည်တဲ့